ဖေဖော်ဝါရီလ6ရက်နေ့ကဆွစ်ဇာလန်နိုင်ငံဂျီနီဖာမြို့မှာကျင်းပနေတဲ့လက်နက်ထိန်းချုပ်ရေးနဲ့နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံမှာအမေရိကန်နိုင်ငံသားရေးဒုတိယဝန်ကြီးသောမတ်ဒီနန်တို့ကတရုတ်စစ်တပ်ဟာ2020ခုနှစ်ထဲမှာလျှို့ဝှက်နျူကလ িয়ার စမ်းသပ်မှုပြုလုပ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။နျူကလ িয়ার လက်နက်လျှော့ချရေးအတွက်အမေရိကန်နဲ့ရုရှားသဘောတူစာချုပ်ချုပ်ဆိုထားချိန်မှာတရုတ်ကနျူကလ িয়ার လက်နက်တိုက်ကိုအရှိန်အဟုန်နဲ့တိုးချဲ့ဖို့ကြိုးစားခဲ့တယ်။ပြီးတော့2030ခုနှစ်ထဲမှာနျူကလ িয়ার ထိပ်ဖူး1000ကျော်ရှိဖို့တရုတ်ကလုံးပန်းနေသလိုတရုတ်ရဲ့လိုအပ်ချက်တွေအတွက်ရုရှားကကူညီပံ့ပိုးနေတယ်လို့သောမတ်ဒီနန်တို့ကပြောကြားခဲ့ပါတယ်။ရုရှားနဲ့တရုတ်တို့ရဲ့လုပ်ရက်တွေဟာလက်နက်ထိန်းချုပ်ရေးနျူကလ িয়ার လက်နက်မပြန့်ပွားရေးစတဲ့သဘောတူညီချက်တွေကိုချိုးဖောက်နေတယ်လို့မဟာဗျူဟာမြောက်တည်ငြိမ်မှုနဲ့ကမ္ဘာလုံးဆိုင်ရာလက်နက်မပြန့်ပွားရေးစနစ်ကိုချိန်ချောက်နေပါတယ်။အမေရိကန်အနေနဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိန်းသိမ်းဖို့အတွက်ခေတ်မီနျူကလ িয়ার တားဆီးကာကွယ်ရေးကိုလှုပ်ဆောင်သွားဖို့လိုအပ်နေပါပြီလို့လည်းသောမတ်ဒီနန်တို့ကပြောကြားခဲ့ပါတယ်။